အားလုံးပဲရှေးဥစွာဖျားရှင်ရဲ့နာမတော်အဖြစ်မင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အတွက်ကျွန်တော်ခဏလောက်ဆွတ်တောင်းဆက်ကြကြရအောင်ယေရှုမြတ်တော်ရှင်ဖဖျားကိုရရှင်ရဲ့ယေရှုတော်ကိုသူပဲချီးမွမ်းပါတယ်ကိုရရှင်ပြင်ဆင်ပေးသောအသက်တာကိုရရှင်ပြင်ဆင်ပေးသောအချိန်တိုင်းအတွက်လုံလောက်သောကိုရရှင်ရဲ့ယေရှုတော်ကိုချီးမွမ်းခြင်းနဲ့တူဒီနေ့နှုတ်ကပတ်တော်တစ်ပိုက်အဖြစ်ဆင်ခြင်ရမည်အရာများအတွက်ယေရှုတော်ချီးမွမ်းပါတယ်ဒီနှုတ်ကပတ်တော်ပေါ်မှာကိုရရှင်ဖဖျားရဲ့တန်ရှင်းသောဝိညာဉ်တော်သွန်လောင်းခြင်းအဖြစ်ဈာနာခံယူကြမည်ကျွန်တော်အားလုံးတို့ရဲ့အသက်တာ၌ဝိညာဉ်တကူဝိညာဉ်ခွန်အားဝိညာဉ်စွကျေးဇူးရှိစေတော်မူပါအချိန်တိုင်းနဲ့အသက်တာများအားလုံးဖဖျားရှင်လက်ဝဲတော်ဆက်ကပ်အနံဒီခါအဖိုင်တပါရောသားတော်သခင်ယေရှုခရစ်တော်ဖျားမြတ်သောမဟာနာမကိုမြည်ပြုလျက်ယူသည်လေးမြတ်စွာဘုရားတောင်းဆက်ကပင့်ဖိတ်အသနာခံတောင်းလျှောက်ပါ၏ဖာအာမင်ယနေ့အယောင်စီတိုင်းကိုနှုတ်ကပတ်တော်တပိုက်အဖြစ်စင်ချင်းခွန်အားယူဖို့ရန်အတွက်ဖော်ပြလိုပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး15အငယ်8ဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး15အငယ်8သင်တို့သည်များစွာသောအသီးကိုတီးသောအဖြစ်ငါခမည်းတော်သည်ဘုံထင်ရှားတော်မူ၍သင်တို့သည်လည်းငါ၏တပည့်မှန်ဖြစ်ကြလိမ့်မည်ဒီနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးလိုပါတယ်ဒီနေ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကနည်းနည်းမသီးနဲ့များများသီးပါဆိုရဲနှုတ်ကပတ်တော်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဘဝသက်တာမှာဖခင်သခင်ကများစွာသောအသီးကိုသီးစေခြင်းနဲ့ဖခင်ဖြစ်ပါတယ်ဘုရားသခင်ဟာကျွန်တော်တို့ဘဝသက်တာမှာအခက်အလက်အရွက်တွေနဲ့ပြစ်တဲ့အပင်တွေပဲဖြစ်စေချင်တာမဟုတ်ပါဘူးတကယ်ကိုပဲကျွန်တော်တို့ဘဝသက်တာမှာများစွာသောအသီးကိုသီးဖို့ရန်အတွက်ဘုရားသခင်ဟာအလိုရှိပါတယ်ဒါကြောင့်မလို့ယုံကြည်သူသားသမီးများနှုတ်ကပတ်တော်ဖော်ပြတဲ့အတိုင်းပဲများစွာသောအသီးကိုသီးသောအဖြစ်များစွာသောအသီးကိုသီးသောအဖြစ်အသီးနည်းနည်းသီးခိုင်းတာမဟုတ်ပါဘူးများစွာသောအသီးကိုသီးခိုင်းတာဖြစ်ပါတယ်များစွာသောအသီးကိုသီးတဲ့အခါမှာပထမတစ်ချက်ဘုရားသခင်ရဲ့ဘုန်းကိုထင်ရှားစေမှာဖြစ်ပါတယ်ဘုရားသခင်ရဲ့ဘုန်းကိုထင်ရှားဖို့ရန်အတွက်များစွာသောအသီးကိုသီးဖို့လိုပါတယ်ကျွန်တော်တို့ကျမ်းစာထဲမှာဝိညာဉ်အသီး9လုံးကျွန်တော်တို့တွေသီးဖို့ရန်အတွက်ဘုရားရှင်အလိုရှိပါတယ်ဒီဝိညာဉ်အသီး9လုံးသီးပြီးတာ၍များစွာသောအသီးကိုဆက်သီးဖို့ရန်အတွက်ဘုရားရှင်ကအထူးလိုအပ်ပါတယ်ဒါကြောင့်မလို့သင်ဟာအသီးသီးသောယုံကြည်သူအသက်တာဖြစ်ဖို့ရန်အတွက်ဘုရားရှင်အလိုရှိသလိုသင်ဟာများစွာသောအသီးကိုသီးသောအဖြစ်ဘုရားသခင်ရဲ့ဘုန်းကိုသင်ထင်ရှားစေမှာဖြစ်ပါတယ်ဒုတိယတစ်ချက်များစွာသောအသီးကိုသီးသောအဖြစ်ကျွန်တော်တို့တွေဟာဘုရားသခင်ရဲ့တပည့်မှန်ဖြစ်ကြလိမ့်မယ်ဒီနေ့အခက်အလက်နဲ့ပြည့်စုံတဲ့ယုံကြည်သူတွေရဲ့အသက်တာမဟုတ်ပဲနဲ့အသီးကိုသီးသောယုံကြည်သူအသက်တာဖြစ်ဖို့ဘုရားရှင်အလိုရှိပါတယ်ဘုရားသခင်ကအသီးကိုသီးသောအဖြစ်ငါရဲ့တပည့်အမှန်ဖြစ်မယ်ဘုရားသခင်ရဲ့တပည့်အမှန်ဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့တွေမသီးလို့မရပါဘူးများစွာသောအသီးကိုသီးဖို့ရန်အတွက်ဘုရားရှင်လိုရှိတယ်အပင်တပင်ကောင်းခြင်းဟာအခက်အလက်ကိုကြည့်ခြင်းအဖြစ်ဆုံးဖြတ်လို့မရဘူးအပင်တပင်ကောင်းခြင်းဟာအသီးဘလောက်သီးတယ်လဲဆိုတာကိုတာ၍ကြည့်ရှုရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေအယောက်စီတိုင်းဒီနှုတ်ကပတ်တော်အဖြစ်ဆင်ခြင်ခြင်းအဖြစ်ဘုရားသခင်အားများစွာသောအသီးကိုသီးစေခြင်းသောဘုရားများစွာသောအသီးကိုသီးသောယုံကြည်သူတွေရဲ့အသက်တာဖြစ်ပြီးဘုရားသခင်ရဲ့ဘုန်းကိုထင်ရှားစေသောအသက်တာဘုရားသခင်ရဲ့တပည့်အမှန်ဖြစ်စေသောအသက်တာဖြစ်ဖို့ရန်အတွက်အယောင်စီတိုင်းကို
အနေငယ်ဒီနှုတ်ကပတ်တော်အဖြစ်ရှင်ကျင်ဝေငှခွန်အားပေးချင်ပါတယ်ကြားနာရသောနှုတ်ကပတ်တော်ပေါ်မှာဖျားရှင်ဆက်လက်တာ၍ကောင်းကြီးပေးပါစေအာမင်